ကျေးလက်ကနေသမီးနဲ့အတူမြို့ကိုရောက်လာတဲ့စုံနဲ့သမီးကိုမြင်တော့ကျန်းဟွမ်ယွမ်ကသူတို့ကိုမသိချင်အောင်ဆောင်ပြီးဘဲကအလာတဲ့တံတောင်းစားလဲပတ်စံတောင်းနေကြတာဆိုပြီးလူတွေချင်းမှရှက်ခွဲလိုက်တယ်။သမီးလေးကအဖေကသမီးတို့ကိုစွန့်ပစ်လိုက်တာလားလို့မေးတော့စုံကမဟုတ်ဘူး။သူကငါတို့ကိုစွန့်ပစ်တာမဟုတ်ဘူး။ငါတို့ကဒီလိုအမိုက်လိုလူကိုစွန့်ပစ်လိုက်တာလို့ပြန်ပြောပြီးအားပေးခဲ့တယ်။စုံကသူမရဲ့ခင်ပွန်းကျန်းဟွမ်ယွမ်ဟာရွာမှာသူမနဲ့လက်ထပ်ပြီးသမီးတစ်ယောက်ရထားပေမဲ့နန်ရှန်မှာနောက်ထပ်မိန်းမတစ်ယောက်နဲ့တရားဝင်လက်ထပ်ထားတာကြောင့်မယားနှစ်ယောက်ယူတဲ့အမှုနဲ့တိုင်ကြားမယ်လို့ဆုံးဖြတ်လိုက်တယ်။ရဲစခန်းမှာလည်းအရာရှိကိုအဖြစ်အပျက်တွေပြောပြပြီးသူ့ခင်ပွန်းနာမည်ကကျန်းဟွမ်ယွမ်ဆိုတာထုတ်ပြောလိုက်တယ်။အရာရှိကစုံစမ်းကြည့်တော့သူဟာနန်ရှန်ကိုရောက်တာမကြသေးပေမဲ့အောင်မြင်လာပြီးလင်းကုမ္ပဏီပိုင်ရှင်ရဲ့သမီးနဲ့လက်ထက်ကကိုပိုင်ကုမ္ပဏီထူထောင်ထားတဲ့သူဖြစ်နေတယ်။ဒါပေမဲ့စုံကတော့ဘသူဘတော့အာနာပဲကြီးအမားလုပ်ထားရင်အေးအေးယူရမယ်ဆိုပြီးမကြောက်ပဲဆက်တိုင်ကြဖို့ဆုံးဖြတ်ထားတယ်။အဲ့ဒီနောက်ကျန်းဟွမ်ယွမ်ရဲ့ကုမ္ပဏီရှေ့ကိုသမီးနဲ့အတူရောက်သွားတဲ့အခါလုံခြုံရေးကဝင်ခွင့်မပေးဘဲဒီလူကလင်းမိသားစုရဲ့တမက်ဖြစ်နေပြီသူ့ကိုမင်းဘလို့လုပ်ပြီးခင်ပွန်းလို့ပြောနိုင်တာလဲဆိုပြီးမောင်းထုတ်ဖို့လုပ်တယ်နောက်ဆုံးကျန်းဟွမ်ယွမ်ကိုတကယ်တွေ့လိုက်တဲ့အခါစုံကဟွမ်ယွမ်ငါကနီရိုလေငါတို့ကတရားဝင်လက်ထပ်ထားတာမင်းမေ့သွားပြီလားလို့မေးတယ်ဒါပေမဲ့ကျန်းဟွမ်ယွမ်ကလူအများရှိမှသူတို့နှစ်ယောက်ကိုလုံးဝမသိဘူးလို့ညင်းပြီးဒီလူနှစ်ယောက်ကိုပထမဆုံးတွေ့ဘူးတာပါပတ်စံလိုချင်လို့လာတာပဲပတ်စံပေးမယ်မြင်းမြင်းပြန်ကြလို့ပြောလိုက်တယ်စုံကလည်းသူ့အတွက်လမ်းစေးရအောင်မိခင်အမွေပစ္စည်းတောင်ရောင်းခဲ့ကြောင်းပြောပြပေမဲ့ကျန်းဟွမ်ယွမ်ကအဲ့ဒါမင်းကိုယ်တိုင်လုပ်တာငါအပေါ်ကျွေးမတင်နဲ့လို့ပြန်ပြောလိုက်တယ်။သမီးလေးကတော့သူ့အမေကိုစော်ကားတာမခံနိုင်တော့ပဲအဖေကိုပြန်ပြောလိုက်တယ်။အရင်တုန်းကချစ်ခဲ့တဲ့ဇနီးနဲ့ကိုယ်တိုင်ရေးဆွဲပေးခဲ့တဲ့ပကြီးတောင်ပြလာပေမဲ့ကျန်းဟွမ်ယွမ်ကအဲ့ဒါကိုပါမမတ်မိချင်အောင်ဆောင်ပြီးသူတို့သားမိကိုကြီးလက်ကိုပဲပြန်သွားကြ။နန်ရှန်ကမင်းတို့လိုလူတွေအတွက်မဟုတ်ဘူးလို့ရှက်ခွဲပြီးမောင်းထုတ်လိုက်တယ်။ဒါပေမဲ့စုံကနောက်မဆုတ်တော့ဘူးသူခင်ပွန်းရဲ့အသိကိုလူတိုင်းတရားဖော်ထုတ်ပြီးမယားနှစ်ယောက်ယူထားတဲ့အမှုနဲ့တရားဥပဒေအရအရေးယူဖို့ဆုံးဖြတ်လိုက်ပြီ။